နဲ့မင်းနေရလုံးဝမတူဘူးကွာ ဟေးတူမလားကွာဟိုကဖေးလောင်ဒီကမောင်ဆောင်ဘာလာပြော ဟဲ့တကယ်မတူဘူးလို့ မတူဘူးလာပြောနေဒီအယူကတည်းကဒီကတည်းကဘာဘလို့ပြတာတော့ကွာဟာဘာပြောကွာ နေပါဦးကွာမောင်ဆောင်အတူပဲမင်းနဲ့တူကျင်တာမြို့မေးရရှိလို့ကွာ မင်းမင်းငါလေးလာပြီ မင်းကလေမင်းဒိုလေးကိုသိလား ဒိုလေးအေးတီး ဟာအခုအဲ့ကောင်ဘယ်ပြောင်းသွား အဲ့ကောင်ဟိုစော်ဒီပြောင်းသွားတယ်ဟုတ်တယ်စော်ဒီကိုပြောင်းသွားတာ ဆော်ဒီပြောင်းသွားတာ အေး ဘာလို့ပြောင်းသွား ဟာဒါကတော့ကွာသူ့အသင်းဟောင်းနဲ့အစင်မပြေလို့နေမှာဟောကွာမင်းကလေ ဆင်းအောင်နဲ့အဆင်မပြေလို့ အေးနဲ့ဖယ်ကွာလေးလာပြီကွာ နေပါဦးဘာလို့အဆင်မပြေ ဟိုအဲ့တော့ငါပဲသိမလို့ကွာမင်းကလေ မသိဘူးလား အေး ဒါနဲ့ तू ဆော်ဒီပြောင်းသွားသူ့မိမပါကွာ ဟာ तू သွားမလို့ तू မင်းမပါမှာပေါ့ကွာမင်းကလေ ဟဲ့လား အေး ညို့ကအဲ့ဆော်ဒီမှာသူ့မိမနဲ့ तू နဲ့ဘယ်လိုနေကြလဲကွာ အဲ့တော့ငါဘယ်လိုသိမှာလဲငါဒေါ်လေးဖိန်မမဟုတ်တာမင်းသိချင်မင်းလိုက်မင်းပါလာယူလေ အေး ဟဲ့လေးကလေး အေးပါကွာ ဟာမမသိဘူး ဟာရောက်မဟုတ်ဘူးလေဟုတ်ပြီမောင်ဆောင်ဒီနေ့သွားမှာမရ ဟုတ်တယ် အေးသွားငါဟိုသွားမှာ သွားလေးတယ်နော် ဟာမောင်စောဘယ်ပြန်လာတော့ ရေခပ်ပြီးပြန်လာလားကွာ ဟမ် ရေခပ်ပြီးပြန်လာလား အော်ဘယ်မှာသွားခတ်တာလဲ ရွာလေးကရေရင်း ဟမ် ရွာလေးကရေရင်းလို့ ဟာတားမော်ပါလေကွာကြားပါတယ်မင်းကလေ ဟာ ဘသူအတွက်လဲ မမလေးတွေ့ ဟမ် မမလေးတွေ့ ဟောမင်းကလေ ဖဲကွာငါ ဘယ် လေး ဘယ်ခတ်လာတာ ရွာလေးကရေရင်းလို့ ဩအဲ့ဒါသိပါတယ်ဘသူအတွက်ခတ်တာတော့ မမလေးတွေ့မမလေးတွေ့ ဩမမလေးတွေဘယ်ခတ်လာတာ ရွာလေးကရေရင်း ဩဘသူအတွက်ခတ်လာတာ